လေးကတော့နော်ဖုခတ်ကိုအလဲသွားတော့နှစ်ယောက်သားပေါ့နော်ဘာပလန်မှလည်းမရှိဘူးပြီးတော့ဘာpackage တွေလည်းမဝယ်ထားပဲနဲ့ကိုအစီအစဉ်နဲ့ကိုဆိုင်ကနဲ့ကိုပေါ့နော်ဒီဘက်ကဖုခတ်အိုတောင်းကနေပြီးတော့နာယန် beach ပေါ့နော်နာယန် beach ကနေပြီးတော့ပတောင် beach ကိုဆိုင်ကနဲ့ကိုရီဟာကိုရီအေးစစ်စစ်သွားခဲ့တဲ့ဗီဒီယိုလေးကလမ်းမှာတော့တွေ့တဲ့အတိုင်းပဲကားတွေအရင်ရှုပ်ပါတယ်ကားတွေဆိုင်ကပြီးတော့ဒီဖုခတ်ဆိုတဲ့ကျုံမြို့လေးကပေါ့နော်ကိုယ့်ရဲ့တူရီတော့ personally view ရပြရမယ်ဆိုလို့ရှိရင် foreigner တွေများတာပေါ့နော် foreigner တွေထဲမှာတော့မှပဲ Russia တွေကတော့များပါတယ်နေရာတိုင်းမှာ foreigner တွေအဖြစ်ရှိနေပါတယ်လေဘုဒ္ဓဆိုလို့ရှိရင်အဲ့လိုမျိုး activity တွေလုပ်ပြီးတော့ photo shoot တွေကြိုက်တယ်အဲ့လိုမျိုးပေါ့နော်လူစီကားတာကိုကြိုက်တယ်ဆိုရင်တော့လုပ်ကောင်းပါတယ်ကိုလိုမျိုးအေးစစ်စစ်လေးနဲ့ချွေးချင်တယ်ဆိုလို့ရှိရင်ကတော့လူအရန်ရှုပ်ပါတယ်ပြီးတော့ foreigner တွေလည်းသူတို့ဘာလို့ဒီဆိုင်ကလေးနဲ့ကိုရီလိုပဲသွားနေတဲ့လူတွေလည်းရှိရပါတယ်ကားတွေနဲ့ပဲသွားကြတာတော့မဟုတ်ပါဘူးလမ်းနဲ့ရှူဖေးရဲ့လာချက်ကတော့ဗီဒီယိုထိုင်းမှာမြင်တဲ့အတိုင်းပါပဲအပြင်မှာဆိုရင်ပို့ပြီးတော့လှပါတယ်ကိုရီရဲ့တဝဲမှာရှိတဲ့ကမ်းခြေလောက်တော့မလှပါမယ်သူတို့ရဲ့မန်မိတ် view လေးတွေကပေါ့နော်လက်တလောရတော့လောလောဆယ်မှာကိုဒေတာနဲ့ဝေးပွားနေတဲ့အခြေအနေရတော့ကြည့်လို့ကောင်းပါတယ်အဲ့ဒီကိုလွမ်းတဲ့စိတ်ကတော့ 10% အောက်တော့ပြေးခဲ့ပါတယ်အဲ့ဒါလေးကိုဘာရမဟုတ်ပါဘူးဒီတိုင်းပဲအမှတ်တရအနေနဲ့တိတ်ထားချင်တာနဲ့ YouTube မှာပဲ upload လုပ်လိုက်ပါတယ်ကြည့်ရှုပေးတဲ့လူတွေကိုလည်းကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုလေးအများကြီးနဲ့တင်နိုင်အောင်လည်းကြိုးစားတော့ပါအောင်လို့ရှင်ထပ်ပြီးတော့လည်းကြည့်ပေးကြဖို့ပြောချင်ပါတယ်ရှင် bye bye